ဟုတ်ကဲ့ပါကိုကြီးကျေးဇူးပါဟိုဒီလိုဒီ post ကဒီကိုပြောတဲ့ post ကဒါစီးကြိုကြောင့်ကြောက်ကက်စီတိတယ်စောတိရင်စောကုတယ်လို့စောကုလိုက်ရင်ပျောက်တယ်ပေါ့ကွာတော့ကန်ကောင်းတာတော့ဒီ state 4ဝင်ညာနီးမှာတော့ပြန်ကုလိုက်တဲ့အချိန်မှာပြန်ကောင်းသွားတယ်ပေါ့နောက်ဆုံးပေါ့စီမာဂလူတိုက်တို့ Feneron တို့တော့ဒီတဲမီစာတန်ရဲ့ Dapagliflozin တို့ Empagliflozin တို့၄မျိုးနဲ့ချလိုက်တဲ့အချိန်မှာပြန်ကောင်းလာတယ်ဒါကကျွန်တော်တို့လို့မဟုတ်ဒါခေတ်သစ်ဆေးပညာရဲ့ဒါအပြောင်းအရွှေ့ paradigm shift ပေါ့နော်အရင်တော့ကပတ်နက်ဆလင်ပေါ်လာတော့လူတွေအသက်တွေအများကြီးကယ်ခဲ့တယ်ပြီးရင် aspirin ပေါ်လာတဲ့ခါကျနှလုံးသွေးရောချင်းတဲ့လူတွေအများကြီးတက်တာလာတယ်နောက်တစ်ခုက statin ပေါ်လာတော့ကနှလုံးရောဂါသမားတွေပြန်ကောင်းပြန်ရောခုကြတော့ HCD2 တွေပေါ်လာတယ် Dapagliflozin Empagliflozin ကျွန်တော်နာမည်တော့မှ Dapagliflozin လို့တော့ပြောရမယ်လို့ပြောနေကျွန်တော်ဒါအသားသုံးတာကျွန်တော်Dapa စီကရမ်းကြိုက်တယ်ဒီမှာသူအဲ့ Dapagliflozin ဆေးဝယ်အဓိကသုံးတာကွာအဲ့တော့အဓိကသုံးတယ်ဆိုတာသူကကောင်းကျိုးတွေများတာပေါ့နော်သူကစီးကြိုလဲကြားတယ်နော်Dapagliflozin ကနော်ကြောက်ကက်လဲကောင်းတယ်ကွာနှလုံးတွေလဲကောင်းတယ်ခုမှနှလုံးသမားတွေစီးကြိုမရှိလဲပေးတယ်ဟောအသေးစီဖုံးမှာ study ကောင်းနေပြီ Dapagliflozin ကနော်ပြီးရင်ခုနပြောတဲ့ weight ပါဒီကောင် management မှာရသေးတယ်နော်အစီများတဲ့သူတွေလည်းရတယ်ပြီးရင် uric acid လည်းကြားတယ်ကွာအပေါ်သေးကို systolic pressure လည်းထိန်းတယ်ကွာအဲ့တော့ဘလောက်ကောင်းလို့ကွာတခုပဲသူကကောင်းပြီဆိုရင်နောက်ဆက်တွဲ side effect ကရှိတယ်စီလန်ကြောင့်သူကတော့ပိုးဝင်နိုင်တယ်ဒါလေးတခုပဲရေမြများတောက်ရတယ်စီးပူစီအောင်ဖြစ်တယ်ဆိုရင်အဲ့ဒါနာပြီးပိုးသက်စီလေးတောက်ရတယ်အဲ့ဒါမျိုးတွေတော့ရှိတယ်တချို့ကျ cranberry နဲ့တွဲတောက်ရတယ်ရှိတယ်ပြောချင်တဲ့အဓိပ္ပာယ်ကကောင်းပြီဆိုရင်တော့ side effect တော့ရှိတယ်ဒါပေမဲ့မကောင်းတာလေးတခုနဲ့ဒီဆေးမကောင်းလို့ပြောရင်တော့မင်းကောင်းကျိုးလွဲသွားမယ်မင်းကောင်းကျိုးလွဲသွားပြီဒါကျွန်တော်10စုနှစ်မကကျွန်တော်သုံးလာတဲ့ဆေးအခုပေါ်နေတဲ့စီမကလေးတွေဆိုကျွန်တော်နှစ်ကြော်နေပေါ့နော်ဒီနှစ်တောင်မကတော့ပါဘူးနော်စပေါ်တွေကကျွန်တော်တို့ဒီမှာယူရီးယားနေပြီးတော့ပြန်လာတဲ့သူတွေစီထိုးတဲ့သူတွေပြီးကျွန်တော်တို့က theory က9နှစ်9နှစ်လောက်တွေကနောကျင်နေပြီခေါင်းထဲကိုရိုက်ထည့်ထားတာချိန်လုံးတက်တဲ့ဓာတ်တွေပဲGLP-1 တွေ SGLT တွေမူးနောင်နေတက်ခဲ့ရတာလွန်ခဲ့တဲ့9နှစ်10နှစ်လောက်တွေကဒါကြီးကနားတွေဝါနေပြီကွာအခုမှဆေးရောက်လာတဲ့ခါကျကိုယ့်တက်ကလွယ်လွယ်လေးပဲဒါဘာမှမခတ်တော့ဘူးအရန်ကောင်းတဲ့ဆေးခုမှစသုံးကာကြီးခါဝေးစလေးလာတယ်ခုမှဘွဲရတယ်မတူတော့ဘူးလေကွာအဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကကောင်းကျိုးများရင်သုံးပါပဲဒါဆေးပညာရဲ့ဒါနောက်ဆုံးပေါ်ဆေးပဲအေးကောင်းရင် side effect တော့ရှိမယ်အဲ့ side effect တွေကလက်ခံလို့ရရင်ချမှာပဲအဲ့တော့ပြောချင်တာကျွန်တော်တော့မဟုတ်ဘူးဒါဆေးပညာရဲ့ paradigm shift ဒါပေမဲ့နော်ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံရပြောရရင်သွေးတိုးကြောင့်ကြောက်ကက်ထိတာကကုရခတ်တယ်စီးကြိုကြောင့်ကြောက်ကက်ဖြစ်ရင်စတင်ပြန်ကောင်းတယ်သွေးတိုးကပိုဆိုးတယ်အဲ့တော့မြန်မာနိုင်ငံအနေထားနေရကြောက်ကက်ပြတ်တဲ့သူတွေကြီးလိုက်ရင်ရာခိုင်နှုန်းကြောက်ကက်ပြတ်တဲ့100မှာ50 60ဒီသွေးတိုးကြောင့်ဖြစ်တာမလွယ်ဘူးပြန်ကောင်းဖို့အရန်ခက်တယ်ကြောက်ကက်ဆေးရတယ်ကြောက်ကက်လဲရတဲ့အဆင့်ရောက်သွားတယ်စီးကြိုကြဖြည်းဖြည်းချင်းသွားတာသွေးတိုးကြဒုံတိုင်းဆိုပြီးတော့တက်တာမြန်တယ်အဲ့လိုလေးမှတ်ထားလိုက်သွေးတိုးနဲ့စီးကြိုနဲ့ကြောက်ကက်ဘယ်ဟာပိုထိရဆိုရင်သွေးတိုးကပိုထိတယ်စီးကြိုကကုလိုက်တဲ့ချိန်မှာကျွန်တော်တို့ကြည့်လိုက်တဲ့ response ကပြန်ကောင်းတယ်သွေးတိုးကမလွယ်ဘူးနော်